ဘာစားလို့လဲမင်းတို့လိုဆင်းရဲတဲ့ဆွေမျိုးတွေကငါသားရဲ့မင်္ဂလာပွဲစပွဲကိုစားဖို့ထိုက်တန်လို့လားဆင်းရဲသားတွေကဆင်းရဲသားပီပီနေတတ်ရမယ်ငါတို့နောက်ကိုလိုက်ကပ်ဖို့မကြိုးစားနဲ့ဟွန်းဒီစကားအတွက်မင်းအောင်တရလိမ့်မယ်တဘာပတိကြီးကျွန်တော်ပဲတည်သွားပါမယ်ဘတ်စကားနဲ့2နာရီကြာအောင်ခါနာခံပြီးဘာလို့စီးလာတာလဲကားနဲ့တန်းလာရင်ဘလောက်လွယ်ကူလိုက်မလဲကားနဲ့လာရင်ဆင်းရဲတဲ့ပုံစံကိုဘလို့လုပ်ပြလို့ရမလဲဒါပေမဲ့နေ့လည်ကြရင်မြို့နယ်နဲ့ရွာကော်မတီထံစက်မှုဥယျာဉ်ကျောင်းဆွေးနွေးရမှာလေရှင်ကဒီဝစ်စုံနဲ့ဆွေးနွေးပွဲမလုပ်ခင်အိမ်ရင်ဝင်အောင်မယ်ပေါ့ဒီနှစ်တွေအတွင်းမှာဘသူတွေရဲ့စိတ်တွေပြောင်းလဲသွားပြီလဲဆိုတာကျွန်တော်ကြည့်ချင်သေးတယ်မင်းမြို့နယ်ကဟိုတယ်ကိုအရင်သွားပြီးနေ့လည်စည်ရင်းတွေကိုအရင်စစ်ဆေးထားပါ3နာရီတိတိကျကျရောက်ရင်မင်းရဲ့အဖွဲ့ကိုခေါ်ပြီးရွာကော်မတီရုံးမှာစောင့်နေပါဟုတ်ကဲ့ပါတဘာပတိကြီးဒါနဲ့တယောက်တည်းရွာထဲဝင်ဖို့အဆင်ပြေရဲ့လားစိတ်ချပါဒါကကိုငငယ်ကလေးကကြီးပြင်းလာတဲ့နေရာပဲတာကြီးဘလို့လုပ်ပြီးပြန်လာတာလဲကြိုပြီးဖုံးမဆက်ဘူးတားအတွက်ကြက်စွပ်ပြုတ်ပေးဖို့အမေခိုင်းလိုက်မယ်လေအချိန်ရလို့လာပြီးရက်ပိုင်းလောက်နေတာပါဘာလို့ပိန်သွားရတာလဲမြို့ပေါ်မှာအဆင်မပြေလို့လားဘတ်စကားနဲ့ပြန်လာတာမို့လားလမ်းမှာပင်ပန်းလာပြီလားရပါတယ်စာဝတ်နေရေးလောက်တော့ရုန်းကန်နိုင်ပါတယ်ပြန်လာတာနဲ့တော်ပြီအိမ်ထဲအရင်ဝင်ရအောင်အပြင်မှာနေပူလည်းမလောင်စေနဲ့အဖိုးကြီးဘသူပြန်လာလဲသိလားဦးကြောင်ကြောင်နဲ့မလုံနဲ့ဘသူပြန်လာလို့လဲလင်းချန်ကူရဲ့သားလင်းချန်လေအရင်တုန်းကပြည်နယ်မြို့တော်အထိတွားတက်ရတဲ့ចောင်းသားလက်ဟောင်းလေအော်သူလားပြန်လာလဲပြန်လာပေါ့အံ့ဩစရာဘာရှိလို့လဲရှင်မမြင်လိုက်ရလို့ပါတက်တာအဟောင်းလေးဆွဲပြီးဝတ်ထားတာတွေကတနာစရာကောင်းတော့အောင်ဆင်းရဲနေတာဘတ်စကားနဲ့ပြန်လာတာလေငါပူနေတာကတော့မြို့ပေါ်မှာအခြေမကြတော့ပဲအိုကြီးအိုးခွက်အိမ်ပြန်ပြီးခိုးတော့မှာကိုပဲစာဖတ်တာအလကားပဲလို့ငါပြောတာပဲငါတို့သားလင်းချန်ကိုကြည်စမ်းအခုမြို့နယ်မှာဆိုင်ဖွင့်ထားတယ်အပြင်သွားရင်ကိုပိုင်ကားနဲ့သွားတာသူ့ထက်10ဆလောက်မတာဘူးလားဒါပေါ့အရင်တုန်းကရွှေငှက်မင်းသားပြန်ထွက်သွားပြီထင်တာအခုတော့ကြက်ဖတ်ဆုပ်လေးဖြစ်နေတာပဲစောင့်ကြည့်နေလိုက်မနှက်ဖြန်ငါကိုယ်တိုင်သွားကြည့်မယ်ဘလို့အဆင့်ထိရောက်နေလဲဆိုတာကိုပေါ့အိုလူကြီးမင်းတို့ချန်စီပြန်လာတယ်လို့ကြားလို့အထူးတလဲလာကြည့်ကြတာပါအကိုကြီးမောင်တော်တို့ဝင်ထိုင်ကြပါကိုယ်ဖန်ရီလက်ဖက်ရည်လာတိုက်ဖို့မပင်ပန်းနဲ့တော့ခဏထိုင်ပြီးရင်ပြန်ပါပါချန်စီရေဒီနှစ်တွေပြည်နယ်မြို့တော်မှာဘလို့နေလဲအဲ့ဒီလိုပါပဲတာမန်လုပ်ပါပဲတာမန်အလုပ်ဆိုတာဘလို့အလုပ်လဲတလားဘလောက်ရလဲအာမခံရောရှိရလားဘွားကလည်းတားကိုစိတ်ပူလို့ပါငါတို့လင်းမိသားစုထဲမှာမင်းကစတော်ဆုံးပဲမင်းမိဘတွေကျွေးမွေးပြုစုရတာမလွယ်ဘူးလူပိသားအောင်တော့ဖြစ်အောင်နေရမယ်ရပါတယ်ကိုဖာသာသုံးဖို့လောက်ပါတယ်ကိုဖာသာဦးလေးတို့အတော်တို့လည်းအသက်ကြီးလာကြပြီပိုစာနာဖို့အနှဲငယ်တော့စုထားရမယ်လေကိုဆိုင်မှာဆိုလွန်ခဲ့တဲ့လကတင်ငွေကြေးလှည့်ပတ်မှုက10တောင်းကျော်တယ်မင်းအလုပ်ကြုံရလောက်တာထက်အများကြီးတာတယ်ဒါကမင်းအကို3သတင်းဘက်ကမှဝယ်ထားတဲ့ကားပဲအခြေချေတာငွေ10တောင်းကျော်တယ်တိလားချန်စီရေပြည်နယ်မြို့တော်မှာနေတာဒီလောက်ကြာပြီကားရောဝယ်ပြီးပြီလားမဝယ်ရသေးဘူးလားအိမ်ရောပြည်နယ်မြို့တော်မှာအိမ်ဈေးကြီးတယ်အနည်းဆုံးအရေးကြတော့ပေးသွင်းပေါ့ဘဝတစ်သက်လုံးအငှားအိမ်နဲ့ပဲနေတော့မှာလားမဝယ်ရသေးပါဘူးမင်းစာဖတ်ပြီးညံပိတ်သွားပြီလို့ငါတော့မပြောချင်ဘူးငါကိုကြည့်အလဲတန်းကြောင်းပြီးတာနဲ့အပြင်ထွက်လောက်တာအခုတော့ကားလဲရှိပြီမီးလဲရှိပြီနောက်2နှစ်ဆိုမြို့နယ်ထဲမှာအိမ်ကြီးကျယ်ပြောင်းနေတော့မှာဒါပေါ့အရင်တုန်းကမင်းမိဘတွေအိုးပြစ်အိမ်ပြစ်ရောင်းပြီးတက္ကသိုလ်တက်ခိုင်းတာငါတို့တွေပါအကျိုးခံစားရမယ်ထင်နေတာအခုမြင်ရတာတော့ငါသားလင်းချန်ရဲ့တဝက်လောက်တောင်မတော်ဘူးတားကအခုမှပြန်လာတာပါဒီကိစ္စတွေကိုအရင်မပြောပါနဲ့ဦးကြံကူးကအကိုကြီးတယောက်ဖြစ်ပြီးဒီလိုပြောတာကိုအလွန်အကျွံမချော့တင်ဘူးယောက်ျားတယောက်အသက်30ဆိုတီထောင်ရပြီသူက30တောင်ပြည့်တော့မယ်အိမ်လည်းမရှိကားလည်းမရှိအပြင်ထုတ်ပြောရတာလင်းမိသားစုအတွက်မျက်နှာငယ်စရာပဲဘာလဲမကျေနပ်ဘူးလားငါပြောတာမှန်ကန်လို့မဟုတ်ဘူးလားအကိုကြီးကိစ္စတစ်ခုအကိုနဲ့တိုင်ပင်ချင်လို့ပါကျွန်တော်တို့ရဲ့အိမ်ဟောင်းကြီးကမိုးရွာရင်ယိုနေလို့ပါအမိုးအကာပြန်ပြင်ချင်လို့ပါငွေ9000လောက်လိုနေပါတယ်6လလောက်အရင်လက်သုံးလို့ရမလားခင်ဗျာစောင်းရသည်ရိတ်သိမ်းချိန်ကြရင်ပြန်ဆက်ပါမယ်အော်ကြံကူညီကိုရေမင်းကငါတို့ကိုခက်ခဲအောင်လုပ်နေတာပဲဟုတ်ပါတယ်အိမ်ကငွေတွေအလုံးလင်းချန်ရဲ့ကုန်ပစ္စည်းနဲ့ကားအတွက်ကုန်သွားပြီပိုငွေဆိုလို့တပြားမှမရှိတော့ဘူးလင်းချန်ကခွဲဆိုင်အတွက်ငွေ10တောင်းကျော်ရင်းနှီးထားရတော့ငါတို့အိမ်ရန်ပုံငွေတွေအကုန်ပြောင်းနေပြီအခုဟင်းဖိုးတောင်ကြက်တဲနေရတာ6လလောက်လှည့်သုံးခွင့်ပြုပါတီးနှံရောင်းရရင်အတိုးနဲ့တကွပြန်ဆက်ပါမယ်ဗန်နှုံးထားအတိုင်းပေးရင်တောင်ရပါတယ်အတိုးကိစ္စမဟုတ်ဘူးတကယ်ကိုမရှိတာပါဒါမှမဟုတ်ရင်တောင်အိမ်ပြင်နဲ့ဒီလောက်ကြီးကျယ်တဲ့ကိစ္စကိုဘာလို့ချန်စီကိုအကြံမတောင်းတာလဲသူကပြည်နယ်မြို့တော်မှာအလုပ်လုပ်နေတဲ့သူပဲငွေ9000တောင်မထုတ်ပေးနိုင်ဘူးလားချန်စီကမှအခုမှအခြေချစလက်ထဲမှာလည်းငွေကြေးမပြည့်စုံသေးပါဘူးတားမွေးရတာဘာအကျိုးရှိမလဲအသက်30ရှိပြီးမိဘအိမ်တော်မပြင်ပေးနိုင်ဘူးဒီလောက်ကြီးအောင်ကျွေးမွေးတာအလကားပဲဒါပေါ့ချန်စီရေငါလည်းမကူညီခြင်းလို့မဟုတ်ပါဘူးမင်းသားငါဆိုင်မှာခေါင်းငုံပြီးအလုပ်လုပ်မယ်ဆိုရင်ငါတစ်လကို3000ပေးမယ်2နှစ်လောက်လုပ်ရင်အိမ်ပြင်ဖို့ပတ်စံကရလာမှာပေါ့မင်းအကူကမင်းကိုအခွင့်အရေးပေးနေတာဘလောက်များများကလာချင်ပေမဲ့မရကြဘူးတိလားကျေးဇူးတင်ပါတယ်မလိုတော့ပါဘူးအယိုးခံတော့ကောင်းတာပဲအယိုးခံရင်ကိုမိဘတွေအတွက်အိမ်ပြင်ဖို့ပတ်စံထုတ်ပြလေပါဆက်တန်ယုံနဲ့ဘာတုံးကြမလဲတော်ပြီဆက်မပြောတော့နဲ့ငါတို့မှအလုပ်ရှိသေးလို့ပြန်တော့မယ်ပတ်စံမရှိရင်လူတွေလိုအိမ်ပြင်ဖို့မကြိုးစားနဲ့ရိုးရိုးသားသားပဲနေကြတော့အောက်ကျုပ်ပြီးမနေနဲ့ငါတို့မှစွမ်းရည်မရှိလို့မင်းကိုဒုက္ခရောက်စေတာတွေအတွက်တောင်းပန်ပါတယ်အမေမငိုနဲ့တော့အိမ်ကိစ္စအတွက်တာဝန်ယူမယ်မင်းတို့တွေမမြင်လိုက်ရလို့ပါတစ်တာအဟောင်းဆွဲပြီးတောင်းစားတဲ့ပုံစံမျိုးနဲ့ပြည်နယ်မြို့တော်မှာ9နှစ်6နှစ်ကြာအောင်နေပြီးတော့ငွေ9000တောင်မထုတ်နိုင်ဘူးဖြစ်နိုင်ပါမလားအဲ့ဒီတုန်းကငါတို့ရွာမှာပထမဆုံးအဓိကတက္ကသိုလ်ကိုဝင်ခွင့်ရခဲ့တာလေ
ဘလို့လုပ်ပြီးဒီလောက်အခြေအနေဆိုးရတာလဲမင်းမသိလို့လဲအဓိကတက္ကသိုလ်ကဘာတုံးကြလို့လဲအခုခေတ်ကျောင်းသားတွေကနေရာတိုင်းမှာပြည့်နေတာပဲသူ့ကိုကြည့်ရတာမျက်နှာကိုကြည့်ပြီးနှိမ့်တာကိုမလုပ်ချင်တဲ့ပုံပဲအလုတ်ကောင်းလဲမတွေ့အလုတ်ညံ့လဲမလုပ်ချင်ဘူးပြန်လာပြီးမိဘကိုမိခိုတော့မယ်ပေါ့ဒီကြံကူးဇနီးမောင်တော်ကဒီလောက်ကြာအောင်ကျွေးမွေးလာတာမိခိုစားတတ်တဲ့ကောင်ဖြစ်လာတာပေါ့လင်းချံထက်တောင်ညံ့သေးတယ်သူ့မှာစာဖတ်တာနဲပေမဲ့ပတ်စံရှာနိုင်တယ်လေငါပြောတာနားထောင်ဒီတစ်ခါပြန်လာတာငါတို့စီကအိမ်ပြင်ဖို့9000ချေးခြင်းလို့တဲ့ငါတို့ပတ်စံကလည်းလေတိုက်လို့ရလာတာမှမဟုတ်တာဘာလို့သူ့ကိုချေးရမှာလဲအမေဘာဖြစ်လို့လဲဘာမှမဟုတ်ဘူးတဲဝင်လို့ပါရွာတွေကလူတွေပြောတာကြားလို့စိတ်မကောင်းဖြစ်နေတာလားအမေဘာမှမဟုတ်ပါဘူးအမေခံစားနေရတာကိုတွေ့လို့ပါတားကမြို့မှာအကောင်းကြီးနေရတာကိုသူတို့ကဘာလို့ဒီလိုပြောကြတာလဲကိုဘွားကိုရှင်တန်တာပဲသူများပြောတာတွေကိုဂယုစိုက်မနေနဲ့ဒါပေမဲ့သူတို့ကတားကိုမိခိုစားတယ်လို့ပြောနေကြတယ်လေတားကအတုံးမကျဘူးတဲ့သူတို့ပြောတာတွေကတကယ်မှမဟုတ်တာနောက်ရက်နေရင်တိလာပါလိမ့်မယ်တားတစ်ခုခုဖုံးကွယ်ထားသေးလားဘာမှမရှိပါဘူးမိဘတွေကိုလာပြီးအဖော်ပြုပေးတာပါအိမ်ကိုလည်းအဆင်ပြေအောင်ပြင်လိုက်မယ်ဦးလေးချမ်းစီအိမ်မှာရှိလားကြတော့ကားတစ်လေးကိုထွက်ကြည့်ခိုင်းပါဦးအခုမှအခြေချေပြီးဝယ်လာတာကြက်14000တန်နဲ့ဘလို့နေလဲခန်းနာလားတကယ်ခန်းနာတယ်ချမ်းချမ်းခုတော့တော်တော်တိုးတက်နေပြီပဲဒါပေါ့မေအပေါ်ကိုတက်ထိုင်ကြည့်မလားကိုပိုင်ကားစီးရတာဘလို့ခံစားရလဲဆိုတာစမ်းကြည့်ပါဦးချမ်းစီမင်းအခုမှဝယ်လာတဲ့ကားမညစ်ပတ်စေနဲ့ရပါတယ်ကိုမိသားစုတွေကြီးပဲကြောက်เสียရမလို့ပါဘူးချမ်းစီကတာမန်ဘတ်စကားနဲ့မြေအောက်ရထားတွေပဲစီးနေကြဆိုတော့ငါကားငယ်လေးကိုစီးရတာအကျင့်မဖြစ်မှာကိုပဲဆိုရတယ်လာပါစမ်းတက်ကြည့်ပါနောက်ဆိုမျိုးနယ်ကိုသွားရင်ငါ့ကိုပြောနော်လမ်းကြုံရင်တင်ခေါ်သွားမယ်ဘတ်စကားတိုးစီးနေရတာထက်အများကြီးတာပါတယ်ချမ်းချမ်းမင်းအခုမှဝယ်လာတဲ့ကားပေါ်ကိုဘသူ့ကိုမှမတင်နဲ့ဦးညစ်ပတ်သွားရင်ဆေးရခတ်တယ်အမေကလည်းဘလို့ပြောလိုက်တာလဲချမ်းစီစီးဖို့အကျင့်မဖြစ်မှာကိုစိုးလို့ပါဘာပဲဖြစ်ဖြစ်ပုံမှန်ကတော့ဘတ်စကားပဲစီးနေကြလေမလို့တော့ပါဘူးမူးလို့ပါဒီလိုကောင်းတဲ့ကားမျိုးတစ်ခါမှမစီးဘူးလို့ဖြစ်မှာပါကဲပါအတင်းမတိုက်တုံးတော့ပါဘူးဟာသူတို့တွေကတော့တကယ်တိုးတက်လာကြပြီပဲမသေးချာသေးပါဘူးအကိုကြီးမောင်တော်ချန်စီရဲ့အတော်ရောက်လာပြီဝင်ထိုင်ပါရေခွက်လာငှက်ပေးမယ်မပင်မနဲ့တော့သတင်းလာပေးတာပါသတင်းစာတန်းကိုပြောတာပါနောက်2ရက်နေရင်မင်းကိုကြီးအိမ်မှာအရက်ပွဲရှိတယ်ချန်ချန်ရဲ့ခွဲဆိုင်ဖွင့်ပွဲအတွက်ကျင်းပတာလေတို့အားလုံးမြို့နယ်စားတောက်ဆိုင်ကိုတွားပြီးအရက်တောက်ကြမယ်ဘာလို့ရုတ်တရက်ပွဲလုပ်တာလဲဘာအတွက်ဖြစ်ရမလဲကြွားချင်လို့ပေါ့မင်းအကိုကြီးနဲ့အကိုကြီးစီးရဲ့ဇရိုက်ကိုမင်းသိတာပဲချန်ချန်ကဆိုင်ပွဲဖွင့်တာတရွာလုံးသိစေချင်နေတာဒါဆိုရင်ငါတို့မသွားတော့ဘူးပေါ့သွားလဲလူမုံပဲခံရမှာဘယ်လိုလုပ်ဖြစ်မလဲမိသားစုတွေကြီးပဲမသွားပဲနေလို့ရမလားစိတ်ချလက်ချသွားကြပါငါရှိပါတယ်ချန်စီစပွဲဝိုင်းရောက်ရင်စကားနည်းနည်းပဲပြောမင်းကြီးကဲတွေနဲ့စိတ်မတူနဲ့ကြိုက်တာမှစားမလုံတော့ရင်အတော်ထပ်ပေးမယ်အတော်ကျွန်တော်မယူနိုင်ပါဘူးပေးတာကိုယူထားလိုက်အတော်မြို့ပေါ်မှာနေရတာမလွယ်ကူမှန်းသိတယ်အတင်းမကြိုးစားနဲ့မင်းတက္ကသိုလ်တက်တုံးကအများကြီးမကူညီနိုင်ခဲ့ဘူးဒီပတ်စံလေးကအများကြီးမဟုတ်ပါဘူးအတော်မြစ်တာကိုမှတ်ထားပါမယ်မိုက်မဲတဲ့ကလေးရမြစ်တာတို့ဘာလို့နဲ့မပြောနဲ့ငါတို့ကမိသားစုတွေပဲသူ့တော်မင်းမဲငါတို့မိသားစုကိုတတိယနေတာပါမိသားစုချင်းစကားနှခုံးမရှိပါဘူးကဲငါအရင်သွားတော့မယ်အိမ်မှာဝက်တောင်ကျွေးရအောင်မယ်နောက်2ရက်နေရင်စောစောသွားဖို့မမေ့နဲ့နောက်မကြစေနဲ့တချီမုတ်ပြုတ်လို့ချင်းမင်းရဲ့တော်ကလူကောင်းတစ်ယောက်ပါအရင်တုန်းကမင်းတက္ကသိုလ်တက်ဖို့ကျောင်းလာခမပြည့်စုံတော့သူကကြက်3000တိတ်တိတ်လေးလာထိုးပေးခဲ့တာမင်းကိုကြီးတီးသွားပြီးရန်ဖြစ်မှာစိုးလို့လေအော်သိပါတယ်အော်လာကြပါပြီဝင်ခဲ့ကြပါအမေခုံယူပါတယ်ဝမ်းမြောက်ဝမ်းသာပါပဲဘယ်မှာထိုင်ရင်ကောင်းမလဲဟုတ်ပြီအတွင်းဘက်ကစပွဲဝိုင်းကလွတ်နေတယ်အဲ့ဒီမှာသွားထိုင်ကြပါဟင်းအဲ့ဒီစပွဲကအရန်ဖယ်နေတယ်လို့မဖြစ်ဘူးလားအကြီးကဲတွေအားလုံးကပင်မစားပွဲမှာမဟုတ်ဘူးလားဟေးဘာပဲဖြစ်ဖြစ်မင်းတို့ကအကြီးကဲတွေနဲ့အရက်အတူမတော့ရတာပဲအဲ့ဒီမှာထိုင်တာတိတ်ဆိတ်ပြီးအဆင်ပြေပါတယ်အများကြီးလဲစားလို့ရသေးတယ်စပွဲထိုးထောက်ကစားပွဲမှာအသားဟင်းကောင်းတွေမလိုပါဘူးအရွက်ကြော်2မျိုးလောက်ပါတယ်သူတို့အများကြီးမစားနိုင်ကြပါဘူးဒါပေါ့ချန်စီတို့ကမြို့ပေါ်မှာနေရင်ကောင်းကောင်းစားနေကြဆိုတော့ပြန်လာရင်အစီစားညှိဖို့ဟင်းသီးဟင်းရွက်ကြော်လေးတွေစားရတာကိုကြိုက်တာဒါကတော်တော်ရက်ဆက်လုံးပါတယ်အော်တီးခံလိုက်ကြပါထမင်းတစ်နက်စားပြီးရင်ပြန်ပါပဲရပါတယ်ဘယ်မှာထိုင်အတူတူပါပဲဒီကနေ့ငါအရန်ပျော်တယ်ငါသားလင်းချန်ကငငယ်ရွယ်နဲ့ဆိုင်ခွဲ2ဆိုင်ဖွင့်နိုင်ခဲ့ပြီငါတို့လင်းမိသားစုရဲ့ဂုဏ်ယူစရာပဲနောက်ဆိုလူတိုင်းမှာစောက်လုပ်ရေးပစ္စည်းလိုအပ်ချက်ရှိရင်လင်းချန်ကိုသာအလွယ်တကူရှာလိုက်ပါချန်ချန်တိုးတက်လာပြီပဲဒါကငါတို့သားချန်ချန်ကငငယ်ကလေးကထက်မြက်လို့ပေါ့အလုပ်ကြီးလုပ်မဲ့သူပဲစားကြပါမြများစားကြပါလားဟာချန်စီလားဦးလေးကြီးကတခွက်တိုက်မယ်ဦးလေးကြီးချန်စီရေမဟုတ်ဘူးဦးလေးကြီးပြောချင်တာကယောက်ျားတစ်ယောက်အသုံးမကျလို့မဖြစ်ဘူးဦးလေးကြီးပြောစရာရှိတာတိုက်ရိုက်ပြောမယ်မင်းကိုကြည့်ရတာအသက်30နီးပါးရှိနေပြီအိမ်လည်းမရှိကားလည်းမရှိတည်ငြိမ်တဲ့အလုပ်လည်းမရှိဘူးဒါကလည်းအဆင်မပြေပါဘူးဦးလေးကြီးရဲ့စကားကိုနားထောင်ပါပြည်နယ်မြို့တော်ကိုပြန်ပြီးအလားအတမနေတော့နဲ့တော့အကိုကြီးချန်စီဝင်မပြောနဲ့ဦးငါချန်စီနဲ့စကားပြောနေတာလင်းချန်ရဲ့ဆိုင်မှာတဲယူပို့ဆောင်ရေးအလုပ်ဝင်လုပ်ပါတစ်လကို3000ပေးမယ်စားစရာနေစရာပေးမယ်အလုပ်ကတော့နည်းနည်းတော့ပြင်ပန်းလိမ့်မယ်ဒါပေမဲ့တည်ငြိမ်နေလေမြို့ပေါ်မှာအလားအတနေတာထက်မတာဘူးလားချန်အဲ့ဒါပေါ့ဘလောက်များများကလူနေကြတာ
ဆွေမျိုးတော်လို့သာမင်းအတွက်နေရာချန်ပေးထားတာမဟုတ်ရင်မလို့ချင်ပါဘူးချန်စီငါအဖေပါပါဆက်ဟာပြီးပြောနေပြီပဲမင်းစက်တိုင်မထုံနဲ့တော့ငါနောက်လိုက်လို့ရင်နင့်နာစရာမရှိပါဘူးဦးလေးကြီးရဲ့မြစ်တာကိုကျေးဇူးတင်ပါတယ်ကျွန်တော်မှကို့အလုံးနဲ့ကိုရှိပါတယ်ဒီကောင်လေးကဘလို့လုပ်ပြီးလူရင်ကျေးမှုမရှိရတာလဲငါကမင်းကောင်းလာစဉ်းစားပေးနေတာမင်းကိုမျက်နှာပေးလိုက်တာမဟုတ်လားငါသားချန်ချန်ကစေတနာနဲ့ကူညီတာကိုမင်းကကျေးဇူးမသိတတ်ဘူးငါပြောမယ်လင်းချန်ဒီအခွင့်အရေးကိုလက်မလွတ်နဲ့ဒီကနေ့လက်ခံလိုက်ရင်ပြီးပြီလက်မခံရင်နောက်ဆိုချန်ချန်ရဲ့ဆိုင်တကားကိုလာဖို့တောင်စဉ်းစားမနေနဲ့ဟာဒါဆိုလဲမင်းရဲ့ကောင်းမှုကိုမလိုချင်တော့ပါဘူးငါ့ကိုဘယ်ချိန်ထိမှန်တင်းနိုင်မလဲကြည့်အောင်မယ်ဟွန်းတော်တော်မှန်တင်းတက်တာပဲဒါဆိုရင်ချန်စီကိုငါမေးရအောင်မယ်မင်းတလောက်ကိုဘလောက်အမှန်တကယ်ရှာနိုင်လို့လဲဘာလို့မပြောရဲတာလဲ3000တောင်မရှာနိုင်လို့ဖြစ်မှာပေါ့ဖြစ်နိုင်ပါမလားတက္ကသိုလ်ကျောင်းသားကြီးနော်ဘလို့ပဲဖြစ်တဲယူပို့ဆောင်ရေးအလုပ်သမားထက်တော့တာတင်တာပေါ့ဘာသာလဲတာရင်ရောငွေ9000တောင်မထုတ်နိုင်ပဲနေမလားအော်ကြံကူရေမင်းတို့သားကတော့အလကားဖြစ်သွားပြီပဲစာရီအများကြီးဖတ်တယ်ပတ်စံတွေအများကြီးကုန်ကြခံတယ်နောက်ဆုံးတော့ငါသားလင်းချန်ရဲ့တဝက်လောက်တောင်မတော်ဘူးအမကြီးအဲ့ဒီလိုမပြောပါနဲ့ငါပြောတာမှားလို့လားအချက်လက်တွေကဒီမှာအထင်ရှားပဲငါသားချန်ချန်မှာအခုကားရောအိမ်မှာရှိနေပြီမင်းတို့သားချန်စီကရောဘာမှမရှိဘူးငါဘယ်လောက်ရှာလဲဆိုတာအ ਨੇ ဆုံးတော့မိခိုစားနေတာမဟုတ်ဘူးမင်းကဘသူကိုမိခိုစားတယ်ပြောတာလဲဘသူရင်ထဲမှာသိပါတယ်ဆိုင်ဖွင့်တဲ့ရန်ပုံငွေကဘသူစီကလဲကားဝယ်တဲ့ပတ်စံကဘသူထုတ်ပေးတာလဲရင်ထဲမှာမသိဘူးလားလင်းချန်မင်းပေါက်ရှာမပြောနဲ့အဲ့ဒါငါမိဘတွေစန္ဒအလျောက်ပေးတာတတိရှိရင်မင်းမိဘတွေကိုလည်းထုတ်ပေးခိုင်းလေငါမှအဲ့ဒီလိုစွမ်းရည်လည်းမရှိဘူးမျက်နှာလည်းမရှိဘူးကြောင်းပြန်လန်ကုန်ပြီးစင်းရဲတဲ့ကောင်လေးကမန်တင်းနေရဲတယ်မင်းတို့မိသားစုကိုငါကြည့်မရတော့ဘူးဒီကနေ့ငါသားချန်ချန်ကိုမဖြစ်မနေတောင်းပန်ရမယ်မဟုတ်ရင်ဒီကိစ္စမပြီးဘူးလင်းချန်ဘာတွေဟန်ဆောင်နေတာလဲမင်းကငါ့ကိုမိခိုစားတယ်လို့ဆွဆွဲချင်တာမဟုတ်လားမင်းတာနေရာမှာငွေတသိန်းတကယ်ထုတ်ပြနိုင်ရင်ငါမင်းရှိမှဒူးထောက်ပြမယ်ဥခိုက်3ချိန်တိုက်မယ်ငွေတသိန်းဆိုတာနဲတဲ့ပမာဏမဟုတ်ဘူးလင်းချန်တေချာပေါက်မထုတ်နိုင်တော့ဘူးဒါပေါ့ချန်ချန်ကလူကိုတမင်အခက်တွေ့အောင်လုပ်နေတာချန်ချန်အလကားမပြောနဲ့သူသာမထုတ်နိုင်ရင်ငါ့ကိုတောင်းပန်ရမယ်သူကငါထက်ညက်နေဆိုတာကိုဝန်ခံရမယ်မင်းဒီပြောတဲ့စကားအတွက်နောင်တရလိမ့်မယ်ဟာငါကဘာအတွက်နောင်တရရမှာလဲမင်းကမထုတ်နိုင်ပဲနဲ့တမင်တက်စင်ကြီးရှာနေတာမဟုတ်ဘူးလားထုတ်မပြနိုင်ရင်ဓာတ်ရိုက်ပြောလိုက်လေဘာရီဟန်ဆောင်နေတာလဲနောင်တတဲ့တေးစရာကောင်းလိုက်တာဘာလဲမလောင်ရဲဘူးလားမလောင်ရဲရင်ရိုးရိုးတတတောင်းပန်လိုက်ငါကလင်းချန်ထက်ညက်နေလို့ပြောလိုက်ဒါဆိုရင်ဒီကိစ္စပြီးသွားပြီချန်စီသူနဲ့အတူတူအညိုးမထားနဲ့လောင်းကြီးကိုမှတ်ထားလိုက်မယ်ဥခတ်ရတာတော့မလိုပါဘူးမင်းအသက်တူသွားမှာကိုစိုးလို့ပါအဟောင်းမှန်တင်းနေတော့မယ်ကဲငါစောင့်နေမယ်မင်းဘလို့လဲကွက်တွေထုတ်ပြနိုင်မလဲဆိုတာကြည့်ရသေးတာပေါ့အော်ဝမ်းဝသွားပြီဒီကနေ့ဟင်းသီးဟင်းရွက်ကြော်တွေနဲ့အဆင်ပြေရဲ့လားအမေငါတို့အရင်ပြန်ကြစို့အစောကြီးပြန်ကျင်တာဘာဖြစ်လို့လဲနောက်ဆိုရင်ဒီလိုစပွဲမျိုးတွေကိုမလာကြနဲ့တော့လင်းမိသားစုအတွက်အရှက်မကွဲရအောင်လို့ပါကြံကူးကအကိုကြီးတယောက်မဟုတ်ဘူးမင်းသားကိုဒီလိုပုံစံဖြစ်အောင်ဆုံးမတာမင်းမှလည်းတာဝန်ရှိတယ်နောက်ဆိုရင်ဒီလိုဆွေမျိုးမျိုးကိုအပြင်မှာမသိချင်အောင်ဆောင်တော့မယ်အဆက်အသွယ်မလုပ်တော့ဘူးစင်းရဲတဲ့အငွေ့သက်တွေမကူဆက်စေနဲ့အဲ့ဒါပဲနောက်ဆိုအပြင်သွားရင်ငါ့ကိုသိတယ်လို့မပြောနဲ့ငါမှအဲ့ဒီလောက်အရှက်မကွဲနိုင်ဘူးဒါဘလို့အခြေအနေကြီးလဲကောင်းတဲ့ထမင်းတနက်ကိုဒီလိုပုံစံဖြစ်အောင်စားရတာလားအကိုကြီးမောင်တော်တို့ရင်ထဲမှာမထားကြနဲ့ဒီလူတွေကအဆအအရာရာမြင်ကွင်းချင်းမြောင်းကြလို့ပါအော်ငါတို့မှစွမ်းရည်မရှိလို့ပါချန်စီကိုပါဒုက္ခရောက်စေခဲ့တယ်အဖေအမေအတော်စိတ်မပူကြပါနဲ့တော့အိမ်ပြင်ဖို့ပတ်စံကိုတားတာဝန်ယူမယ်တားမှရှိပါတယ်မင်းမှဘဲကပတ်စံရှိလာမှလဲဒီနှစ်တွေအတွင်းစုထားတာလေးတွေနဲ့အိမ်ပြင်လို့လောက်ပါတယ်တကယ်လားမင်းငါတို့ကိုမလှည့်စားနဲ့ဥပဒေနဲ့မညီတာတွေဘာမှမလုပ်နဲ့အောင်စိတ်ချပါအားလုံးကတရားဝင်ပတ်စံတွေပါမနှက်ဖြန်တိဆောက်ရေးအဖွဲ့ကိုဆက်သွယ်ပြီးအမြန်ဆုံးစတင်ဆောက်လုပ်ခိုင်းမယ်ချန်စီကြီးပြင်းလာပြီးစိတ်ကူးရှိလာပြီပဲအကိုနဲ့မောင်တော်တို့စိတ်ချလက်ချနေကြပါလင်းမင်းသားဒီဘက်ကဖြိုပြီးပြန်ဆောက်မယ်ကိုဘက်မှာအခန်းငယ်ထပ်တိုးမယ်အမိုးကိုအကုန်တစ်လဲမယ်မိုးမယိုချောင်းအာမခံပါတယ်အဲ့ဒီတိုင်းပဲလုပ်ပါပစ္စည်းကောင်းကောင်းသုံးပါပတ်စံကပြဿနာမဟုတ်ဘူးစိတ်ချပါကျွန်တော်တို့သုံးတာတွေအားလုံးကအကောင်းဆုံးတွေကြီးပါပဲတစ်ပတ်အတွင်းအပြီးလုပ်ပေးပါမယ်ချန်စီဒါပတ်စံဘယ်လောက်ကုန်ပါလဲအများကြီးမဟုတ်ပါဘူးအမေတို့ဂယုဆိုင်မနေပါနဲ့စိတ်အေးလက်အေးနဲ့အိမ်တစ်မှာနေဖို့ပဲစောင့်နေလိုက်ပါဒါကအရန်ရုပ်တရက်ဆန်လွန်းနဲ့နောက်နှစ်ပေါင်းများစွာစောင့်ရမယ်ထင်နေတာစောစောပြင်ပြီးရင်စောစောနေရတာပေါ့မင်းတို့လည်းတက်တောင့်တက်တာနေရတာပေါ့အကိုကြီးတကယ်ပါလားလင်းချန်တကယ်ပဲပတ်စံထုတ်ပြီးအိမ်ပြင်နေပြီးချေးထားတာဖြစ်မှာပေါ့အောက်ကျုပ်ပြီးဟန်ဆောင်နေတာဖြစ်မှာပေါ့ဟာရက်ကြအားလုံးရက်ကြဟေးမင်းကဘာတူလဲငါတို့အလုပ်လုပ်တာကိုဘလို့လုပ်ပြီးတားမြောက်ရတာလဲဘာလို့ဆိုဒီမြေကွက်ရဲ့တဝက်ကငါတို့ပိုင်တာသူတို့ကငါခွင့်ပြုချက်မယူပဲအိမ်ဆောက်လို့လုံးဝမရဘူးအမေကြီးဘလို့ပြောလိုက်တာလဲဒီမြေကွက်ကိုအရင်တုန်းကခွဲဝေတုန်းကအကုန်ပြောပြီးသားလေအကုန်လုံးကငါတို့ပိုင်တာဘသူပြောတာလဲငါဘလို့လုံးမသိရမှာလဲငါပြောမယ်ဒီနေရန်ကဒီဘက်ကိုတဝက်လောက်ရွှေ့လာတာငါတို့မြေကိုသိမ်းယူထားတာသူများမြေကိုသိမ်းထားပြီးအိမ်ဆောက်ချင်သေးတယ်မဖြစ်နိုင်ဘူးကြော်ကြီးမပေးရင်အလုပ်ဆက်မလုပ်နဲ့ဟာလင်းဦးလေးဒါဘလို့ဖြစ်တာလဲမြေနယ်နမိတ်မရှိရင်တော့ကျွန်တော်တို့မဝင်ရဲဘူးဒုက္ခရောက်မှစိုးလို့ပါအမေကြီးထပါအောင်ပြောစရာရှိရင်တေချာပြောကြတာပေါ့ပြောစရာဘာမှမရှိဘူးကြော်ကြီးပေးမဟုတ်ရင်ရက်ဆိုင်ထားဝင်ခဲ့ဆရာကျန်းစိတ်မပူပါနဲ့ကျွန်တော်ဖုန်းတစ်ဆောင်ဆက်လိုက်မယ်မလုပ်ဘဲထားလိုက်ရမလားအထဲကိုနည်းနည်းထည့်ရင်လည်းရပါတယ်အမေငါတို့ပိုင်တာဆိုရင်တလက်မှတောင်ရှုံးမပေးရဘူးဦးလေးလီကျွန်တော်ကလင်းချန်ပါကျွန်တော်တို့အိမ်မှာအိမ်ပြင်နေလို့ပါဘွားကြီးကသူတို့မြေကိုသိမ်းယူထားတယ်ဆိုပြီး
တားဆီးပြီးအလုံးမလုပ်ခိုင်းဘူးအစဉ်ပြေရင်ခဏလောက်လာပေးလို့ရမလားမြေနယ်နမိတ်စရင်ဟောင်းတွေမင်းတို့စီမှာရှိမှာပေါ့ရွာသူကြီးလာနိုင်မလားမင်းတော်ကြီးကအဲ့ဒီလိုရန်တွေ့တဲ့ရင်ဘယ်သူမှမတက်နိုင်ဘူးစိတ်ချပါသူ့ရင်ထဲမှာသူကောင်းကောင်းသိပါတယ်ရွာသူကြီးရောက်လာပြီဘာတွေអော်နေကြတာလဲနေကင်းကြောင်တောင်းနဲ့ဆူညံနေတာရွာသူကြီးရောက်လာတာနဲ့တော်သေးတာပေါ့သူတို့အိမ်ကအိမ်ဆောက်တာကျွန်တော်တို့မြေကိုတင်ထားတယ်ခမကျွန်တော်အတွက်တရားစီရင်ပေးရမယ်မင်းတို့မြေကိုတင်တယ်ဟုတ်လားဝမ်းချွေဟွာမင်းကိုယ်တိုင်ကြည့်လိုက်ဒီမြေနယ်နမိတ်ကိုရှင်းရှင်းလင်းလင်းရေးဆွဲထားတယ်ဒီနေရာအားလုံးကကြံကူးတို့ပိုင်တာမင်းတို့မြေ14မှမပါဘူးမဖြစ်နိုင်ဘူးချန်စီဖြစ်ရမယ်မှားနေတာဘာမှရမှာလဲဒါကမြို့နယ်ကနေအလုံးစုံတတ်မှတ်ပေးထားတဲ့အဖြူပေါ်အမဲစာသားပဲမင်းကအကြောင်းပြချက်မရှိဘဲရန်ရှာနေတာနောက်ဆိုရင်ရွာထဲကစက်မှုဥယျာဉ်အလုတ်ခေါ်ယူမှုမှာမင်းတို့မိသားစုကိုဦးစားပေးပြီးအရေးချင်းပယ်ဖြတ်မယ်စက်မှုဥယျာဉ်ဘလို့စက်မှုဥယျာဉ်လဲမမေးတင်တာမမေးနဲ့လူတွေကိုခေါ်ပြီးအမြန်ထွက်သွားတော့ဆက်ရှုပ်ရင်နောက်ဆိုရွာထဲကဘာအကျိုးအမြတ်မှမင်းတို့ရမှာမဟုတ်ဘူးထွက်သွားရင်ထွက်သွားပေါ့ဘသူကဂယုစိုက်လို့လဲစင်းရဲသားကတကယ်ကြီးပွားလာနိုင်လို့လားရွာသူကြီးသတိပေးချက်ဒီကနေ့နေ့လယ်ပိုင်းမှာအကြီးစားစိုက်ပျိုးရေးအုပ်စုကြီးတစ်ခုကရွာကိုလာရောက်လေ့လာမယ်စိုက်ပျိုးရေးရင်းနှီးမြှုပ်နှံမှုအတွက်ပါဘာစိုက်ပျိုးရေးစက်မှုဥယျာဉ်လဲငါတို့ရွာကိုလာပြီးရင်းနှီးမြှုပ်နှံမှာလားစစ်ရလားစက်မှုဥယျာဉ်တည်ဆောက်မယ်ဆိုရင်ငါတို့အိမ်သားမှာတင်အလုပ်လုပ်လို့ရပြီပေါ့ဘာအုပ်စုကြီးလဲပိုင်ရှင်ကဘယ်လိုလူမျိုးလဲမသိဘူးရွာသူကြီးပြောတာတော့အရန်ချမ်းသာတယ်တဲ့ပိုင်ရှင်ကြီးဒါဆိုရင်တော့ကောင်းကောင်းဟန်ဆောင်ပြရမယ်ပိုင်ရှင်ကြီးနဲ့အဆက်အသွယ်လုပ်နိုင်ရင်ငါရဲ့စောက်လုပ်ရေးပစ္စည်းဆိုင်ကအစပေါင်းများစွာတက်လာမှာပဲဒါပေါ့တွားရအောင်ရွာထိပ်ကိုအမြန်သွားကြစို့ပထမဆုံးအတုံးနဲ့တွားပြီးနှုတ်ဆက်မယ်ကောင်းတဲ့အထကြံအောင်လုပ်မယ်တွားစို့ရွာထိပ်ကိုတွားကြစို့အဖိုးကြီးခဏနေရင်ရွာသူကြီးနဲ့ရင်းနှီးတာဆိုတော့ရှင်အရင်တွားပြီးစကားစလိုက်စိတ်ချပါငါမှအကြံရှိပါတယ်ချမ်းခဏနေရင်စမတ်ကြနေပိုင်ရှင်ကြီးကိုကောင်းတဲ့အထကြံအောင်လုပ်နောင်ဆိုတစ်ခုခုအတွက်အတုံးဝင်လာလိမ့်မယ်အဖေစိတ်ချပါကျွန်တော်ပါဆက်ချိုပါတယ်ပိုင်ရှင်ကြီးကကျွန်တော်ကိုတေချာပေါက်မှတ်မိစေရမယ်အားလုံးတိတ်တဆိတ်နေကြပါမတိုးဝင့်နဲ့ရင်တန်းကမကြခင်ရောက်တော့မယ်ရောက်လာပြီဘယ်မှာလဲငါကြည့်မယ်တဘာပတိကြီးကြိုးဆိုပါတယ်ရွာကိုပြန်လာပြီးလေးလာတဲ့အတွက်ကျေးဇူးတင်ပါတယ်ဦးလေးလီကျေးဇူးတင်ပါတယ်ခင်ကိုကလင်းချံမဟုတ်လားလင်းကြံကူအိမ်ကတားငယ်လေးမဖြစ်နိုင်ပါဘူးရုပ်ချင်းတူနေတာလားတူပါပဲငါငယ်ကလေးကကြီးလာတာကိုကြည့်ခဲ့တာပြာကျသွားရင်တောင်ငါမှတ်မိတယ်မဖြစ်နိုင်ဘူးဘယ်လိုလုပ်ဖြစ်နိုင်မှာလဲအစ်စ်မဟုတ်ဘူးတေချာပေါက်အတူပဲအမီတူနေတာဟုတ်တယ်အမီတူဖြစ်မှာပါတဘာပတိကြီးရွာကော်မတီအစည်းအဝေးခန်းမကိုပြင်ဆင်ပြီးပြီမြို့နယ်ကရဲဘော်တွေလည်းရောက်နေပြီတွားကြစို့အဖိုးကြီးရှင်တေးသေးချာချာမြင်လိုက်ရရဲ့လားအဲ့ဒါတကယ်လင်းချံပဲအတုဖြစ်เสียရမရှိဘူးရွာသူကြီးတောင်သူ့ကိုတဘာပတိကြီးလို့ခေါ်နေပြီမဖြစ်နိုင်ဘူးလေသူကဆင်းရဲတဲ့ကောင်လေးတယောက်ဘလို့လုပ်ပြီးရုတ်တရက်ပိုင်ရှင်ကြီးဖြစ်လာရတာလဲဟန်ဆောင်ထားတာဖြစ်မှာပါငှားထားတဲ့ကားတွေဖြစ်မှာမျက်နှာလုတ်ဖို့တမင်ပြန်လာတာတေချာပေါက်ငှားလာပြီးလူချမ်းသာအဖြစ်ဟန်ဆောင်နေတာပဲဘသူကမှရုတ်တရက်ချမ်းသာလာစရာမရှိဘူးမတူဘူးလေပိုရင်တန်းတဲ့ကကားကောင်းတွေအများကြီးကိုကြည့်စားပါအောင်ပြီးတော့လိုက်ပါလာတဲ့လူတွေကငှားလာတဲ့ပုံစံမဟုတ်ဘူးဒါဆိုရင်အဲ့ဒီလိုဖြစ်နေရင်ရောသူသားတကယ်ပတ်စံရှိရင်အရင်တုန်းကဘလို့ကြောင့်စောစောမပြောခဲ့တာလဲပြီးတော့ဆင်းရဲတဲ့ပုံစံနဲ့ဘာလို့ဝတ်ထားသေးလဲကြံကျွင်းအကိုတို့ရေမင်းတို့အိမ်ကတော့တကယ်ပဲတိုးတက်လာပြီပဲချန်စီလိုကြီးကျယ်တဲ့ပိုင်ရှင်ကြီးကိုဘာလို့စောစောမပြောပြခဲ့တာလဲဘာမှမဟုတ်ပါဘူးရွာကော်မတီမှာအကုန်ပြန့်နှံ့နေပြီချန်ရှင်းစိုက်ပျိုးရေးအုပ်စုရဲ့ပိုင်ရှင်ကလင်းချန်လို့ခေါ်တယ်သူ့ရဲ့ပိုင်ဆိုင်မှုကတန်းရာနဲ့ချီတယ်မဖြစ်နိုင်ဘူးလုံးဝမဖြစ်နိုင်ဘူးပြီးသွားပြီအရင်တုန်းကငါတို့ကသူ့ကိုဒီလိုဆက်ဆံခဲ့တာအဆက်ခွဲတာတွေပတ်စံချေးတာကိုမချေးတာတွေအိမ်ပြင်တာကိုပါတားဆီးခဲ့တာသူသာအငိုးနဲ့ဆိုရင်ငါတို့မှကောင်းတဲ့ရလက်ရှိလာနိုင်တော့မှာလားဒါဆိုရင်ဘယ်လိုလုပ်ရမလဲသူကပိုင်ရှင်ကြီးမန်းကဘယ်လိုလုပ်သိမှာလဲငါသာသိရင်သူ့ကိုဒီလိုပုံစံနဲ့ဘယ်လိုလုပ်ဆက်ဆံရမှာလဲဒီတစ်ခါချန်ရှင်းစိုက်ပျိုးရေးကငါတို့ရွာမှာခင်မီစိုက်ပျိုးရေးစက်မှုဥယျာဉ်တစ်ခုတိစောက်ဖို့ရင်းနှီးမြှုပ်နှံမယ်ပထမအတုပ်မြေဧရိယာ900ဧကရှိမယ်အဓိကအားဖြင့်ဇီဝဟင်းသီးဟင်းရွက်စိုက်ပျိုးရေးနဲ့အဆင့်မြင့်ပြုပြင်ထုတ်လုပ်မှုကိုလှုပ်ဆောင်မယ်အလုပ်ကိုင်အခွင့်အလမ်း200ခန့်ပေးအပ်နိုင်မယ်လို့ခန့်မှန်းရပါတယ်ရွာခံတွေကိုဦးစားပေးခန့်အပ်သွားမယ်လစာကမြို့နယ်ပြန်မြအဆင့်ထက်ရာခိုင်နှုန်း20ပိုများမယ်တဘာပတိကြီးဒါဆိုရင်ကျွန်တော်တို့အားလုံးအလုပ်သွားလုပ်လို့ရပြီလားတောင်းဆိုချက်တွေအကုန်ပြည့်မီပါတယ်ဒါအပြင်ရွာရဲ့အခြေခံအဆောက်အုံတွေကိုလည်းအတူတူမြင့်တင်ပေးသွားမှာပါလမ်းဖောက်တာမီးတက်စင်တာယဉ်ကျေးမှုရင်ပြင်တိစောက်တာတွေအားလုံးအစီအစဉ်ထဲမှာရှိပါတယ်အရန်ကောင်းတာပဲတဘာပတိကြီးခမ ्या ကကျွန်တော်တို့ရွာအတွက်ကျေးဇူးကြီးမားပါတယ်ဒုတိယအတုံးမှာအေးခန်းထောက်ပံ့ပို့ဆောင်ရေးနဲ့ electronic စီးပွားရေးစင်တာကိုတွဲဖက်ဆောက်လုပ်ပေးမယ်ရွာရဲ့စိုက်ပျိုးရေးထွက်ကုန်တွေကိုတနိုင်ငံလုံးစီကိုတိုက်ရိုက်ရောင်းချပေးမယ်ကောင်းတယ်အိုကြံကူညီကိုညီမလေးငါတို့ခြံစီကိုလာကြည့်ကြတာပါအကိုကြီးကြီးမကြီးဘလို့ရောက်လာတာလဲအော်ကြံကူမင်းကတကယ်ကိုတားကောင်းတယောက်မွေးထားနိုင်တာပဲငါအစကတည်းကပြောသားပဲခြံစီကကလေးကတာမန်မဟုတ်ဘူးလို့နောက်ဆိုရင်ကြီးကျယ်တဲ့အောင်မြင်မှုတွေရမှာတေချာတယ်ဒါပေါ့ငါအစကတည်းကမြင်ပြီးသားပါခြံစီကငငယ်ကလေးကထက်မြက်တာအလုတ်ကြီးလုံးမဲ့သူဆိုတာသိတာပါတယ်အရင်တုန်းကဟာတာလုပ်ခဲ့တာပါခြံစီကရောခြံစီနဲ့စကားပြောချင်လို့ပါအော်ခြံစီရေ
မင်းကတကယ်ကိုငါတို့လင်းမိသားစုရဲ့ဂုဏ်ယူစရာပဲအတော်ကြီးကအရင်တုန်းကမင်းနဲ့နောက်ပြောင်ခဲ့တာပါရင်ထဲမှာမထားနဲ့နော်ချန်စီရေအဖိုးကြီးကအရင်တုန်းကစကားပြောကြမ်းသွားတာပါရင်ထဲမှာမထားပါနဲ့အဲ့ဒါတွေအားလုံးကမင်းကိုတိုက်တွန်းချင်လို့ပါစိတ်ကြွစွမ်းအားနားလေလားဟုတ်တယ်ငါအဖေလောက်တာကစိတ်ကြွစွမ်းအားပါမင်းတကယ်တိုးတက်လာမယ်ဆိုတာကိုသိလို့ပါဒါပေါ့ငါတို့အားလုံးကမိသားစုတွေပဲအယိုးကျိုးရင်တော့အကျော်နဲ့ဆက်နေသေးတာတကယ်စိတ်ဆိုးလို့ရမလားနောက်ပြောင်တာပါစိတ်ကြွစွမ်းအားပါဟာပြောစရာရှိတာတိုက်ရိုက်ပြောပါဘာမှတော့မရှိပါဘူးအဓိကကတော့မင်းရဲ့ကုမ္ပဏီကဒီလောက်ကြီးမားနေပြီဆိုတော့မင်းရဲ့ဝမ်းကွဲအကိုအတွက်အလုပ်တစ်ခုလောက်စီစဉ်ပေးလို့ရမလားလို့ပါဟုတ်တယ်ချန်ကစိုင်ဖွင့်မှုတော့စီမံခန့်ခွဲမှုကိုနားလည်ပါတယ်ဌာနမန်နေဂျာလိုမျိုးပေးလိုက်ရင်ရပါပြီကောင်းကောင်းစီမံခန့်ခွဲပေးမယ်လို့အာမခံပါတယ်ချန်စီစိတ်ချပါငါတေချာပေါက်စူးစမ်းလုပ်ဆောင်မယ်မင်းအတွက်အရှက်မကွဲစေရပါဘူးငါတို့ကမင်းရဲ့အရင်ကြီးဆုံးအဖိုးကြီးနဲ့ဝမ်းကွဲအကိုတွေလေငါတို့မကူညီရင်ဘသူ့ကိုကူညီခိုင်းပါလဲဟုတ်တယ်မလားပတ်စံချေးတဲ့အချိန်တုန်းကတော့တပြားမှမရှိဘူးလို့ပြောခဲ့ကြတယ်ငါမိဘတွေကတားမွေးတာအသုံးမကျဘူးလို့လည်းပြောခဲ့ကြသေးတယ်မိသားစုစပွဲဝိုင်းမှာဆိုရင်လည်းငါ့ကိုထောက်ဆုံးကဟင်းသီးဟင်းရွက်စပွဲမှာထိုင်ခိုင်းပြီးလင်းချန်ရဲ့ဆိုင်မှာတဲယူပို့ဆောင်ရေးလုပ်ခိုင်းခဲ့တယ်ငါက3000တောင်မရှာနိုင်ဘူးလို့ပြောခဲ့တယ်ချန်စီရေအဲ့ဓာတွေကငါအိမ်ပြင်တဲ့အချိန်မှာစောက်လုပ်ရေးလုပ်ငန်းခွင်ရှိမှလာပြီးတားဆီးခဲ့ကြတာငါတို့မြေကိုတင်ထားတယ်လို့ပြောပြီးစောက်လုပ်ရေးအဖွဲ့ကိုအလုပ်ရက်ခိုင်းခဲ့တာအဲ့ဓာတွေကအထင်အမြင်လွဲမှားမှုတွေပါအထင်အမြင်လွဲမှားမှုလောင်ကြီးကိစ္စကိုမှတ်မိသေးလားလင်းချန်ကပြောဖူးတယ်ငါသားငွေ3သိန်းထုတ်ပြနိုင်ရင်သူနေရာမှာတင်ဒူးထောက်မယ်လို့ဒီကိစ္စတွေအားလုံးကိုမေ့သွားကြပြီလားချန်စီရဲ့အားလုံးကမိသားစုတွေပဲရှာနဲ့တွားနဲ့မထိခိုက်ပဲရှိမလားအတိတ်ကိစ္စတွေကိုပြီးသွားပါစေတော့ရှေ့ဆက်ကြည့်ကြရအောင်ဟုတ်တယ်ရှေ့ဆက်ကြည့်ကြမယ်နောက်ဆိုရင်မိသားစုတွေအဆင်ပြေနေကြမယ်မင်းမှာစွမ်းရည်ရှိလာပြီဆိုတော့မိသားစုတွေကိုအများကြီးပံ့ပိုးကူညီပေးပါမိသားစုတွေကိုပံ့ပိုးပေးလို့ရပါတယ်ဒါပေမဲ့စီမံခန့်ခွဲရေးရာထူးတော့မပေးနိုင်ဘူးဘာလို့လဲကုမ္ပဏီကအလကားလူတွေကိုလက်မခံဘူးကျင့်ဝတ်မရှိတဲ့သူတွေကိုပို့ပြီးလက်မခံဘူးချန်စီမင်းဘယ်လိုပြောလိုက်တာလဲချန်ကဗမာကျင့်ဝတ်မရှိလို့လဲအကြက်တဲအချိန်မှာအခွင့်ကောင်းယူပြီးနစ်နာနေသူကိုထပ်နှင်းတာကကျင့်ဝတ်ရှိတယ်လို့ခေါ်တာလားပြောစရာမရှိရင်ပြန်ကြပါတော့ငါမိဘတွေအနားယူတော့မယ်ချန်စီထက်စဉ်းစားပါဦးအားလုံးကမိသားစုတွေလေဖြည်းဖြည်းသွားကြပါမလိုက်ပို့တော့ဘူးချန်စီဘလို့လုပ်ပြီးရောက်လာတာလဲထိုင်ပါအတော်တားလာကြည့်တာပါရှောင်းဝေရဲ့အလုပ်အတွက်စီစဉ်ပြီးပြီးကုမ္ပဏီရဲ့စီမံခန့်ခွဲရေးဌာနကိုသွားပါစမ်းတက်ကာလ4000အလုပ်ခံပြီးရင်9500အာမခံအားလုံးပါပါတယ်ကျေးဇူးတင်ပါတယ်ချန်အကိုဒါဘလို့လုပ်ပြီးအားနာစရာကြီးလဲတုံးကတက္ကသိုလ်တက်တုံးအတော်တိတ်လေးကျက်3000ထည့်ပေးခဲ့တာအကိုကြီးတည်သွားပြီးရန်ဖြစ်မှာစိုးလို့ပါအဲ့ဒီမြစ်တာကိုတားမှတ်ထားပါတယ်အဲ့ဒါဘာမှမဟုတ်ပါဘူးအားလုံးကဖြစ်တင်တာပါချန်စီဒါနဲ့အတော့အိမ်ကိုပါစောက်လုပ်ရေးအဖွဲ့နဲ့တွဲပြီးပြင်ဆင်ခိုင်းထားတယ်အဖေနဲ့အမေတို့အိမ်နဲ့တပြိုင်နက်တည်းလုံမှာပါပစ္စည်းနဲ့လုပ်အားကအားလုံးတာဝန်ယူမယ်မဖြစ်ပါဘူးဒါကလုံးဝမဖြစ်ဘူးပတ်စံတွေအများကြီးကုန်မှာအတော့ညင်းမနေပါနဲ့တော့ပတ်စံကအရေးမကြီးပါဘူးစေတနာကသာအရေးကြီးတာကြံလန်ကတကယ်ကံကောင်းတာပဲအရင်တုန်းကလင်းချန်ကိုကောင်းခဲ့တာအခုတော့ကြည့်လိုက်ကောင်းမှုကကုသိုလ်ပြန်ပေးတာပဲဒါပေါ့စေတနာနဲ့တုံ့ပြန်တာကဘာနဲ့မှမလဲနိုင်ဘူးတချို့လူတွေလို့မဟုတ်ဘူးအရင်တုန်းကလူတွေကိုတေလောက်အောင်ရန်စခဲ့ကြတာအခုနောင်တရလဲနောက်ကျသွားပြီငါတို့တွေအရင်တုန်းကဘာလို့ဒီလောက်တောင်ညံမရှိခဲ့ရတာလဲဒီလိုကောင်းတဲ့အခွင့်အရေးကြီးကိုရန်သူလိုဖြစ်သွားအောင်လုပ်ခဲ့မိတယ်သူကရုတ်တရက်ပိုင်ရှင်ကြီးဖြစ်လာမယ်လို့ဘသူကသိမှလဲစောကသာသိရင်သူတို့မိသားစုကိုကောင်းကောင်းဆက်ဆံခဲ့တင်တာအခုတော့ဘာပြောနောက်ကျသွားပြီကြံလန်ကိုကြည့်လိုက်စမ်းပါဦးအလုပ်လဲရအိမ်တစ်လဲရနဲ့ငါတို့မှကြတော့ဘာမှမရဘူးဟာစွတ်မဖြစ်ဘူးဒီအတိုင်းဆက်နေလို့မရဘူးချန်စီငါတို့ကိုခွင့်လွတ်အောင်နီလန်းရှာရမယ်ချန်စီညီမလေးတကားဖွင့်ပါဦးအကိုကြီးရှင်ကကြက်ဥအနှဲငယ်ပါကိုချန်ကကြက်တွေဥထားတာပါချန်ကျမ်းမာရေးအတွက်တိုက်ပေးပါပြန်ယူသွားကြပါငါတို့မှရှိပါတယ်အမေကိုချန်ထွက်တွေကတန်ဖိုးမကြီးပါဘူးချန်လက်ခံလိုက်ပါအရင်တုန်းကအတော်ကြီးကမဟုတ်ဘူးအတော်ကြီးတောင်းပန်ပါတယ်ချန်စီအရင်တုန်းကငါမိုက်မဲခဲ့ပါတယ်မင်းကကြီးကျယ်တဲ့သဘောထားရှိသူပါငါ့ကိုအပြစ်မတင်ပါနဲ့ပစ္စည်းတွေပြန်ယူသွားပါစေတနာကိုတော့လက်ခံပါတယ်ချန်စီစဉ်းစားကြည့်ပါအားလုံးကမိသားစုတွေပဲလေမင်းရဲ့ကုမ္ပဏီကဒီလောက်ကြီးတာကိုလူတယောက်တော့ကူညီပေးဖို့လိုတာပေါ့အဲ့ဒါပေါ့အပြင်လူကမိသားစုလောက်ယုံကြည်စိတ်ချရပါမလားချန်ကအရေးချင်းကြီးမမရှိပေမဲ့တစ္ဆာရှိပါတယ်ကုမ္ပဏီမှာစီကန်းတွေရှိလို့မရဘူးငါကဘာလို့ဒီလောက်တောင်ပတ်ဆက်မစင်ကြယ်ခဲ့ရတာလဲအရင်တုန်းကကောင်းတဲ့ဆွေမျိုးကိုရန်သူလိုဖြစ်သွားအောင်လုပ်မိတယ်သူကဘာလို့ဒီလောက်တောင်အမျိုးကြီးရတာလဲဆွေမျိုးချင်းဖြစ်ရဲ့နဲ့ဒီလိုလှုပ်เสียရလို့လားမင်းသာအဲ့ဒီလိုအဆက်ခွဲခံရရင်အညိုးမထားပဲနေနိုင်မလားဒါဆိုရင်ဘယ်လိုလုပ်ရမလဲနောက်ဆိုရွာထဲမှာအားလုံးအကျိုးမြတ်ရကြပေမဲ့ငါတို့အိမ်ကတော့ဘာအကျိုးမှမရဘူးလူတွေရဲ့လှောင်ပြောင်မှုကိုခံရတော့မှာပဲဘာတွေကုန်ယူစရာရှိလို့လဲပတ်စံစုပ်လေးနည်းနည်းရှိုံနဲ့ဒါဘယ်လိုလုပ်ရမလဲငွေ10တောင်းကျော်ငါတို့မှအဲ့ဒီလောက်ပတ်စံပဲကလာပေးဆက်ရမှာလဲသူ့ကိုအလားအကတိုးချက်မလုပ်ဖို့အရင်ကတည်းကပြောတာပဲသူကနားမထောင်ဘူးအခုလာပြီးဒါတွေပြောနေလို့ဘာသုံးကြမလဲကျွေးရှင်တွေနေတိုင်းရောက်လာတာငါတော့တေလောက်အောင်ဖိနှိပ်ခံနေရပြီချန်စီကိုတွားရှာကြလင်းချန်ကိုရှာကြသူကဒီလောက်ချမ်းသာတာငွေ10တောင်းကျော်ဆိုတာသူ့အတွက်ပင်လေတဲကရေစက်တစ်ပေါက်လိုပါပဲဒါပေမဲ့ငါတို့ကသူ့ကိုအရင်တုန်းကအဲ့ဒီလိုဆက်ဆံခဲ့တာသူကကူညီပါမလားဘာလို့မကူညီရမှာလဲမိသားစုတွေပဲတေမဲ့လူကိုသူမကူညီပဲနေမလား
လာသူ့ကိုတွားရှာကြမယ်ဒူးထောက်ပြီးတောင်းပန်ကြမယ်သူ့နှလုံးသားကအဲ့ဒီလောက်မမာကြောပါဘူးချမ်းချမ်းထွက်လာခဲ့ပါအဖိုးကြီးအတော်ကြီးတို့မှားမှန်းသိပါပြီကျွန်တော်တို့ကိုခွင့်လွှတ်ပါချမ်းအဖိုးကြီးအသက်ကြီးပိုင်းကိုငဲပြီးချမ်းကိုကူညီပေးပါမဟုတ်ရင်သူပျက်စီးသွားလိမ့်မယ်ချမ်းအတော်မှားမှန်းသိပါပြီနောက်ဆိုဘယ်တော့မှမလုပ်ရဲတော့ပါဘူးကျွန်တော်ကိုကူညီပါချမ်းစီငွေ10တောင်းကျော်ကမင်းအတွက်ဘလို့မှမများပါဘူးတနာတဲ့အနေနဲ့ကူညီပေးပါအရင်တုန်းကငါမိဘတွေကအိမ်ပြင်ဖို့ငွေ9000လာချေးတုန်းကမင်းတို့ဘလို့ပြောခဲ့လဲပတ်စံမရှိဘူးတားမွေးတာအတုံးမကျဘူးလို့ပြောခဲ့ကြတယ်အကြက်မကင်ဖို့အထင်ကြီးမနေဖို့ပြောခဲ့ကြတယ်ချမ်းစီငါတို့ကလူယုံမာတွေပါငါတို့ကအမြင်ချင်းမြောင်းသူတွေပါမင်းကကြီးကျယ်တဲ့သဘောထားရှိသူပါငါတို့နဲ့အတူတူမတွက်နဲ့လင်းချံအတွက်ကြွေးမဆက်ပေးနိုင်ဘူးကို့ဘာသာလုပ်တဲ့အဖြစ်ကို့ဘာသာတာဝန်ယူချမ်းစီမင်းဒီလောက်တောင်ရက်ဆက်လို့ရမလားအရင်တုန်းကငါတို့မိသားစုကိုအဆက်ခွဲတုန်းကဘလို့ကြောင့်ရက်ဆက်တယ်လို့မပြောခဲ့တာလဲဒါပေမဲ့လင်းချံကိုအခွင့်အရေးတစ်ခုတော့ပေးနိုင်ပါတယ်ကုမ္ပဏီကိုတောင်မှတည်ယူပို့ဆောင်ရေးအလုပ်သမားလိုနေတယ်တစ်လကို3500စားစရာနေစရာပါတည်ယူပို့ဆောင်ရေးအလုပ်သမားလုပ်မလားမလုပ်ဘူးလားမင်းတို့သဘောပဲလုပ်နိုင်မလားဆက်နေနိုင်မလားမင်းရဲ့စွမ်းဆောင်ရည်အပေါ်မှာပဲမူတည်တယ်ချမ်းအရင်ဆက်လုပ်နေလိုက်ကျွေးတွေထက်စားရင်အများကြီးတာပါတယ်ဒါပေမဲ့အရန်အဆက်ကွဲစရာကောင်းတာပေါ့အဆက်ကွဲတယ်ဆိုရင်မသွားနဲ့ငါအတင်းမတိုက်တုံးပါဘူးချမ်းလုတ်တက်တလားနီးပါရှိတော့မယ်ပင်မလားပင်မနာကတော့တကယ်ပင်မပါတယ်နေ့စဉ်ပင်စိမ့်ပင်ပုံးထောင်ပေါင်းများစွာတဲရတယ်လက်တွေညဘက်ဆိုရင်နာကျင်ပြီးမမြောက်နိုင်တော့ဘူးအရင်တုန်းကမြို့နယ်မှာဆိုင်ဖွင့်တုန်းကအပြင်သွားရင်ကားစီးတာလေအခုတော့ကြမ်းတမ်းနဲ့အလုပ်လုပ်နေရမယ်လို့ဘသူကထင်ပါလဲဒါပေမဲ့ရိုးရိုးတသားအလုပ်လုပ်တာကဘယ်တော့မှမမှားပါဘူးအ ਨੇ ဆုံးတော့နေ့တိုင်းကျွေးရှင်တွေကိုရှောင်ပြေးစရာမလိုတော့ဘူးအခုပြန်ကြည့်ရင်ငါ့ကိုငါဟာတာတစ်ခုလိုခံစားရတယ်ချမ်းအမေနံရိုးစွပ်ပြုတ်လာပြီးတယ်ပူပူနွေးနွေးတောက်လိုက်စားတောက်ဆိုင်ကဟင်းချိုတွေပဲမတောက်နဲ့အမေရာသီဥတုပူနေတာကိုအလကားနေရင်အသွားလာမပင်ပန်းနဲ့တော့အမေကတားဒုက္ခရောက်နေတာမြင်ရတော့စိတ်မကောင်းဘူးလေအရင်တုန်းကသာငါပါဆက်မဆက်ခဲ့ရင်တရွာလုံးမှာလင်းချံကိုမကဲ့ရဲ့ခဲ့ရင်ငါတို့အိမ်ဒီအခြေအနေရောက်လာစရာမရှိပါဘူးအမေအပြစ်ကအမေမှမဟုတ်ပါဘူးအရင်တုန်းကလူတွေရှိမှသူ့ကိုငွေ3သိန်းနဲ့လောင်းခဲ့တာသူ့ကိုငါဆိုင်မှာတည်ယူပို့ဆောင်ရေးလုပ်ခိုင်းခဲ့တာအခုတော့ကန်တရားကလှည့်လာပြီအကုန်လုံးကငါဖာသာရှာတွေ့တာပါညီမလေးအမေလဲကိုအပြစ်မတင်နဲ့တော့နောက်ဆိုရင်ရိုးရိုးသားသားနေထိုင်သွားရင်ရပါပြီလင်းတပါပတိကတိတ်တဆောက်နဲ့ငါ့ကိုပြောဖူးတယ်ချမ်းအလုပ်လုပ်တာယူသားတယ်နောက်နှစ်လနေရင်ကိုတောင်ဌာနကိုပြောင်းပေးမယ်လို့ပြောတယ်ကုန်ပစ္စည်းတွေအမြဲတည်နေစရာမလိုတော့ဘူးတကယ်လားချန်စီကသူ့ကိုမြင့်တင်ပေးချင်တာလားမျောလင်းချက်ကြီးမထားပါနဲ့သူကငါ့ကိုထမင်းတလုပ်စားခွင့်ပေးတာကျေးဇူးတင်စရာအကောင်းဆုံးအခြေအနေပါပဲဆွေမျိုးဆက်ဆံရေးကိုအတုံးချပြီးအခွင့်အရေးမယူသင့်တော့ပါဘူးဒါပေမဲ့ငါတို့ကအရင်နှီးဆုံးဝမ်းကွဲညီကိုတွေလေသူကအခုပိုင်ဆိုင်မှုတွေအများကြီးရှိနေပြီနည်းနည်းလောက်ဆွဲတင်ပေးလိုက်ရင်ငါတို့လည်းကျွေးဆက်စရာမလိုတော့ဘူးအမေအရင်တုန်းကဦးလေးတို့အိမ်ပြင်ဖို့ငွေ9000လာချေးတုန်းကငါတို့တပြားမှမချေးပေးခဲ့ကြဘူးဘသူဘက်ကကြည့်ရင်ထဲမှာအနာစိတ်တစ်ခုတော့ရှိနေမှာပဲမှားတာကငါတို့ပါငါတို့တွေဦးလေးတို့နဲ့ချန်စီမှာသွားပြီးတောင်းပန်တင်တယ်သူတို့ကငါတို့ကိုခွင့်လွှတ်ကြအောင်မလားသူတို့ခွင့်လွှတ်သည်ဖြစ်စေမလွှတ်သည်ဖြစ်စေလုပ်တဲ့နာကိုတော့ငါတို့အရင်လုပ်ရမယ်တောင်းပန်စရာရှိတာတောင်းပန်မယ်ခေါင်းနှိပ်စရာရှိတာညှိမယ်မှားတာကငါတို့ပါလုပ်တာမလုပ်တာကသဘောထားပြဿနာပါခွင့်လွှတ်တာမလွှတ်တာကသူတို့ရဲ့ရွေးချယ်မှုပါအရင်တုန်းကပတ်စံအပေါ်မှာပဲတက်မှတ်ပြီးရင်းနှီးတဲ့ဆွေမျိုးဆက်ဆံရေးကိုလစ်လူရှုခဲ့မိတယ်အခုမှလူစိတ်ဆိုတာငွေနဲ့လဲလှယ်လို့မရမှန်းသဘောပေါက်လာတော့တယ်နောက်ဆိုရင်ငါတို့တွေနှိမ့်ချနဲ့ရိုးရိုးသားသားနေထိုင်မယ်မရှင်ပြိုင်တော့ဘူးအမြင်မကြီးတော့ဘူးဘဝကဆင်းရဲရင်တော့တည်ငြိမ်အေးချမ်းစွာရှင်သန်မယ်တကယ်မထင်ထားခဲ့ဘူးငါတို့ရွာမှာလည်းဒီလိုနေ့ရက်မျိုးရောက်လာနိုင်လိမ့်မယ်လို့ချန်စီမင်းရွာအတွက်အကောင်းဆုံးတွေလုပ်ပေးခဲ့တာပဲလုပ်တင်တာပါဒီမှာကငါအိမ်လေဒါဆိုရင်မင်းကြီးကဲတွေဘက်ကရောလင်းချံကကိုတောင်မှအလုပ်လုပ်နေပြီအလုပ်လည်းအဆင်ပြေပါတယ်ကျွေးတွေကတော့သူ့ဘာသာသူဖြည်းဖြည်းချင်းဆက်မှာပေါ့ဒုက္ခအနှဲငယ်ခံရတာဆိုတာမဟုတ်ပါဘူးဟုတ်ပါတယ်အရင်တုန်းကသူတို့လုပ်ခဲ့တာတွေကတကယ်လွန်ပါတယ်ပတ်စံကယဉ်နှိမှုကိုမဝယ်ယူနိုင်ပါဘူးဒါပေမဲ့လူစိတ်ကိုတော့ရှင်းရှင်းလင်းလင်းမြင်စေနိုင်ပါတယ်မင်းကြီးပြင်းလာပြီပဲ